ဒီနေ့ကတော့ကျွန်တော်ဒီညီလေးတယောက်မေးထားတဲ့မေးခွန်းလေးပေါ့နော်။ warehouse ဒီမှာဝန်ထမ်း position တွေဘယ်နှမျိုးလောက်ခွဲခြားထားလဲခင်ဗျာတဲ့။ warehouse တစ်ခုနဲ့တစ်ခုမတူနိုင်ဘူးဆိုတာသိပါတယ်တဲ့။ ကုမ္ပဏီပိုင်း warehouse တွေမှာဘယ်လိုခွဲခြားလာလဲဆိုတာသိချင်ပါတယ်တဲ့။ဖြေပေးပါဦးနဲ့ပေါ့နော်။ဒီသူပြောတဲ့အတိုင်းပဲပေါ့နော်။သူပြောတဲ့စကားထဲမှာလည်းပါပြီးသားပဲ။ကျွန်တော်တို့ warehouse တစ်ခုနဲ့တစ်ခုတွေကတော့မတူနိုင်ပါဘူး။ကုမ္ပဏီပေါ်မူတည်ပြီးတော့လည်းမတူနိုင်ပါဘူး။ဒီမှာကျွန်တော်ရေးထားသလိုပဲပေါ့နော်။ကျွန်တော်တို့စဉ်းစားမယ်ဆိုရင်တော့လုပ်ငန်းပိုင်းကစစဉ်းစားမှာပေါ့နော်။ဒီ warehouse တွေဆိုတာလေစီးပွားရေးလုပ်ငန်းတွေကိုဒါအထောက်အကူပေးနေတဲ့ဟာတွေသူတို့ရဲ့ကုန်ပစ္စည်းတွေကိုကျွန်တော်တို့တင်စီးတဲ့နေရာဆိုတော့ကျွန်တော်တို့ကစီးပွားရေးလုပ်ငန်းတွေသွားပြီးတော့တိုက်ရိုက်ဆက်တယ်နော်။အဲ့တော့လုပ်ငန်းရဲ့ကုမ္ပဏီပေါ်မူတည်ပြီးတော့ကျွန်တော်တို့ warehouse မျိုးစားတွေလည်းအများကြီးကွာသွားတယ်။ကျွန်တော်စာအုပ်တွေမှာရေးခဲ့သလိုပဲmanufacturing warehouse တွေလည်းရှိတယ်။ကျွန်တော်တို့ဒီ distribution လုပ်တဲ့ဟာတွေလည်းရှိတယ်။နောက်အဲ့လိုမျိုးအစုံပေါ့နော်။ကုန်ပစ္စည်းပေါ်မူတည်ပြီးတော့လည်းကွဲတယ်ပေါ့နော်။အဲ့တော့ position တွေလည်းအများကြီးကွဲနိုင်တယ်ပေါ့နော်။ဒါပေမဲ့ရေဘူးရအားဖြင့်တော့ကျွန်တော်ကခြုံငုံပြီးပြောကြည့်မှာပေါ့နော်။ဟုတ်လား။အဲ့တော့ကျွန်တော်တို့ type ပေါ်မူတည်ပြီးကွဲသွားမယ်နော်။ business တွေပေါ်မူတည်ပြီးကျွန်တော်တို့ကွဲသွားမယ်နော်။ warehouse တစ်ခုရဲ့အရွယ်အစားပမာဏပေါ့နော် size ပေါ့နော်။ warehouse ကြည့်ရင်လည်းကြည့်သလိုကျွန်တော်တို့ position တွေလည်းများမယ်ဝန်ထမ်းတွေလည်းများမယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်ကတော့နည်းနည်းလေးအနှစ်ချုပ်အနေနဲ့ပြောပေးမှာပေါ့နော်။အရန်ကြီး detail ကြီးတော့ကျွန်တော်မသွားဘူးပေါ့နော်။ဒါပေမဲ့ကြည့်လိုက်တာနဲ့လည်းသဘောပေါက်မဲ့ဟာမျိုးလေးပေါ့ကျွန်တော်ပြောပေးမယ်ပေါ့နော်။ကျွန်တော်မြန်မာပြည်နိုင်ငံတော်ကတော့ကျွန်တော်တို့တော်တော်များများဒီ position တွေပဲများပါတယ်။ warehouse တစ်ခုကိုကျွန်တော်တို့တာဝန်ယူပြီးတာဝန်ခံပြီးတော့ကျွန်တော်တို့စီမံခန့်ခွဲမဲ့သူကတော့ကျွန်တော်တို့ warehouse manager ပေါ့နော်။အဲ့ warehouse manager ရဲ့အောက်မှာကျွန်တော်တို့ supervisor ရှိမယ်။ supervisor ရဲ့အောက်မှာကျွန်တော်တို့ရိုးရိုးဝန်ထမ်းလေးတွေပေါ့နော်။ကျွန်တော်တို့ဒီဘက်ဒီမှာတော့ warehouse operator လို့ခေါ်တယ်နော်။တချို့ကျွန်တော်မြန်မာပြည်မှာတော့များသောအားဖြင့် warehouse အကူဆိုပြီးတော့ကျွန်တော်တို့ warehouse assistant ဆိုပြီးခေါ်ကြတယ်ပေါ့နော်။သူများနိုင်ငံတွေမှာတော့ warehouse associate တို့ဘာညာလို့ကျွန်တော်တို့ခေါ်ကြရတယ်လေကြားဘူးတယ်ပေါ့နော်။ဘယ်လိုပဲပြောသူတို့ကတော့အောက်ခြေဝန်ထမ်းလို့ပြောအောင်ပေါ့နော်။ဘယ်လိုပဲပြောကျွန်တော်တို့လည်းဒီလိုဘဝမျိုးကစခဲ့ဦးတာပါပဲဟုတ်လား။တချို့နေရာတွေမှာကျတော့ကျွန်တော်တို့ warehouse in charge တို့ warehouse officer တို့ပေါ့နော်။ဒီ supervisor ရဲ့နဲ့တခါလေအထက်မှာရှိတယ်တခါလေကျတော့အောက်မှာရှိတယ်ပေါ့နော်။အဲ့လို position လေးလည်းထားတတ်ကြတယ် warehouse executive တို့ဘာလို့ပေါ့နော်။တူတူပါပဲ warehouse executive တို့ warehouse officer တို့အဲ့လိုပုံစံမျိုးလည်းထားတယ်။တချို့ကြလည်းအဲ့ဒါကျတော့ကျွန်တော်တို့နည်းနည်းလေးပြောရခက်တယ်ဗျ။ဘယ် position ကပုံမြင့်လဲ executive ကပုံမြင့်လား supervisor ကပုံမြင့်လားပေါ့။ဒါကတော့နည်းနည်းလေးပြောရတော့ခက်တယ်ပေါ့နော်။အဲ့တော့များသောအားဖြင့်တော့ကျွန်တော်တို့ manager supervisor ဆိုassistant ဆိုပြီး warehouse assistant ဆိုပြီးတော့မြန်မာနိုင်ငံမှာသွားကြပါတယ်ဗျ။ဟုတ်အဲ့ဒီမှာနောက်တခြားသူတွေဘယ်သူတွေရှိသေးလဲဆိုရင်ကျွန်တော် data entry ပေါ့နော်။ဒီစာရင်းအင်းပိုင်းကျွန်တော်ထည့်ပြီးတာပေါ့နော်။စာရင်းအင်းပိုင်းဆိုရင်ညမှာလဲကျွန်တော်တို့ဒီ warehouse ရဲ့အဝင်အထွက်ဒါဒီဟာတွေများသောအားဖြင့် Excel ကင်တဲ့သူတွေကျွန်တော်တို့ software ကင်တဲ့သူတွေပေါ့နော်။ဒါ data entry သမားတွေရှိမယ်။ရုပ် warehouse ဒီမှာတော့ကျွန်တော် supervisor ကပဲကင်တာမျိုးလည်းရှိတယ်ပေါ့နော်။ဒီ data entry ဘိုင်းကိုပေါ့နော်။ supervisor ပဲသူကိုယ်တိုင်ပဲထည့်တယ်ဘာညာလုပ်တာလည်းရှိတော့ရှိပါတယ်ပေါ့နော်ဟုတ်လား။တချို့ဟာတွေမှာတော့သူတို့သက်ဝန်ထမ်းရှိတယ်ပေါ့နော်ဟုတ်ပြီနောက်ပြီးလို့ရှိရင်ကျွန်တော် inventory သမားဆိုတာရှိတယ် inventory သမားဆိုတာလည်းဒီအရေအတွက်တွေဘာညာတွေကင်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးသက်ထားတဲ့ warehouse တွေလည်းရှိပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ warehouse accountant ဆိုတဲ့ဟာမျိုးပေါ့နော် warehouse မှာစာရင်းကင်ပေါ့နော်ဒီ audit စစ်ဖို့တွေဒါမှမဟုတ်လေကျွန်တော်တို့distribution center တွေချို့ဟာတွေမှာဆိုရှိတယ်ဒီပြောမလဲကျွန်တော်တို့ပစ္စည်းရောင်းတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီတချို့ပစ္စည်းရောင်းတာဖြစ်တဲ့အတွက်ဒီ warehouse accountant ကတချို့ဘာခေါ်မလဲကျွန်တော်တို့ဒီdelivery order တို့ထုတ်ပေးတာတို့တခါလေပတ်စံပေါ့နော်ဟိုဘက်ကိုကျွန်တော်တို့ဒီဘာလို့ဆိုပစ္စည်းရောင်းလိုက်တာဖြစ်တဲ့အတွက်ဒီပတ်စံအတွက်ထုတ်ပေးလိုက်တာမျိုးပေါ့နော်ဒါမျိုးတွေလုပ်ဖို့ဆိုပြီးတော့ warehouse မှာကျွန်တော်တို့လာထားတာရှိရပေါ့နော် warehouse accountant ဆိုပြီးတော့ဒီလိုမျိုးလည်းရှိတတ်ပါတယ်ပေါ့နော်ဟုတ်အဲ့တော့လုပ်ငန်းပေါ်မူတည်တာပေါ့နော်ဟုတ်ဒီနေ့လေးဆက်သွားကြည့်မယ်ဟုတ်လားဟုတ်အဲ့တော့ကျွန်တော်တို့ဒီ warehouse ကြီးတွေ DC ကြီးတွေပေါ့နော် distribution center ကြီးတွေဆိုရင်တော့ကျွန်တော်တို့ကဘာကစစဉ်းစားရမလဲဆိုရင်ကျွန်တော်တို့ဒီဌာနပေါ့နော် department တွေအလိုက်ကျွန်တော်တို့ခွဲထားတာများတယ်ဗျ department တွေတော်တော်များတယ် warehouse ကြီးသွားလို့ရှိရင်ပေါ့နော်ဌာနတွေအများကြီးဖြစ်သွားတယ်warehouse ဒါကျွန်တော်တို့ warehouse ထဲမှာလာနေတဲ့ဌာနတွေပဲပြောတာเนาะ warehouse မှာပဲကျွန်တော်တို့ warehouse မှာပဲလာနေတဲ့ဌာနတွေပြောတာတကယ်warehouse မှာမဟုတ်ပဲရုံးချုပ်တို့ဘာလို့မှာတော့ရှိတာပေါ့ဗျာဟုတ်လားနော်ဟုတ်ကျွန်တော်တို့ဒီမှာတော့အဓိကအားဖြင့်ပေါ့နော်ကျွန်တော်ခုလက်ရှိကျွန်တော်လုပ်နေတဲ့နေရာမှာပေါ့နော်အဓိကအားဖြင့်ကျွန်တော်တို့ကဒီ warehouse မှာ
လာပြီးတော့လုံးကြတဲ့သူတွေဝန်ထမ်းပေါင်းကိုကျွန်တော်တို့ထောင်ကျော်ရှိတယ်မြန်မာဝန်ထမ်းဆိုရင်တော့300-400လောက်ရှိတာပေါ့နော်ဟုတ်အဲ့မှာကျွန်တော်တို့အဓိကဘာခွဲထားလဲဆိုရင်တော့ operation နဲ့ operation support ဆိုပြီးကျွန်တော်တို့ခွဲထားတယ်ပေါ့အဓိကအဖြစ်အဲ့တော့operation support ဆိုတာဘာလဲဆိုတော့ကျွန်တော်အရင်ရှင်းပြတယ် operation support ဆိုတာဒီ operation ကိုကျွန်တော်တို့ဒါပံ့ပိုးနေတဲ့သူတွေပေါ့နော်ဘယ်သူတွေလဲဆိုရင်ကျွန်တော် HR ပေါ့နော်ဒီ HR လဲကျွန်တော်တို့ warehouse ဝင်လာထိုင်နေဒီ HR နဲ့ရုံးချုပ်က HR နဲ့မတူဘူးဒီ HR ကကျွန်တော်တို့ဒီ warehouse မှာအလုပ်ဝင်တဲ့သူတွေရှိမယ်ထွက်တဲ့သူတွေရှိမယ်တခါလေကျွန်တော်တို့seasonal လာပေါ့နော် peak ခေါ်မလားကျွန်တော်အရန်ရောင်းအားမြင့်တဲ့ထားအချိန်တွေမှာဆိုရင်ဝန်ထမ်းတွေကျွန်တော်တို့စာချုပ်နဲ့ခေါ်တယ်3လလို့6လလို့ဒီလိုမျိုးခေါ်တာပေါ့နော်peak period မှာပေါ့နော်ဒီရန်ရောင်းအားမြင့်တဲ့ကာလဥပမာထားဆို New Year တော့ပေါ့ဆိုအဲ့ဒါဆိုရင်ကျွန်တော်အပြင်ကနေခေါ်တယ်ပေါ့နော်အဲ့လိုဝန်ထမ်းတွေလဲငှားတာတွေပေါ့နော်အဲ့လိုအောက်ဆုတ်ခေါ်တာတွေအတွက်လည်းသူတို့ guide တွေရတယ် permanent ဝန်ထမ်းတွေအတွက်လည်း guide တွေရတယ်ကျွန်တော်တို့နိုင်ငံခြားသားဝန်ထမ်းတွေဖြစ်တဲ့မြန်မာတွေဆိုလည်းသူတို့ပဲ guide တွေရတယ်ပေါ့နော်အဲ့ဒီအတွက်သူတို့ဒီ warehouse မှာလာနေတယ်လာပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ဒါရုံနဲ့ HR နဲ့လည်းတွဲပြီးတော့လုပ်ရတာပေါ့နော်အဲ့မှာဆိုလည်းသူတို့ HR ဘိုင်းကအများကြီးပဲရှိတာပေါ့ဗျာ HR ဆိုတဲ့ဌာနရဲ့အောက်မှာလည်းသိရမလား recruitment ကစပြီး payroll တွေကျွန်တော်တို့ရှိပါတယ်ဟုတ်လားနော်ဒါပေမဲ့လည်းကျွန်တော်တို့ရုံးနဲ့လုံးဝမဆိုင်ပါဘူးเนาะဒါကိုယ့်ရဲ့ warehouse နဲ့ပဲဆိုင်တာကိုပြောတာနောက်တစ်ခုကျွန်တော်တို့ ID ရှိတယ် ID support ပေါ့နော်ဘာလို့ ID ရလဲဒီမှာလုပ်ငန်းလုပ်နေရဖြစ်ကျွန်တော်တို့ internet နဲ့ပဲအကုန်လုံးလုပ်နေရတာဖြစ်တဲ့ဖြစ်ကွန်ပျူတာနဲ့ပဲလုပ်နေရဖြစ်တဲ့တော့ ID ကဌာနတက်ရှိပါတယ်ဟုတ်လားနောက်တစ်ခုရှင်လုပ်ငန်းကြီးကြီးတဲ့ဖြစ်တဲ့အတွက်ထိမိခိုင်းမိရတယ်ဘေးကနေကင်းရှင်းဖို့ဆိုတော့ကျွန်တော်တို့ safety ဌာနတက်ရှိပါတယ်နောက် warehouse ကြီးရဲ့လုံခြုံရေးအတွက်ပေါ့နော်လုံခြုံရေးတွေလုံခြုံရေးဆိုလဲကျွန်တော်တို့ရောက်20-30လောက်ထိရှိတာပေါ့နော်သူတို့ဆိုလဲဒီလုံခြုံရေးတွေဌာနတွေရှိတယ်ဟုတ်လားနော်ကားဝင်ထွက်တွေဘာညာတွေအပြင်လူတွေရောထဲလူတွေရောတို့ဒါတွေအတွက်ကျွန်တော်တို့လုံခြုံရေးဌာန security ဌာနရှိပါတယ်နောက်ပြီးတော့ admin ပေါ့ admin ဆိုတော့ကျွန်တော်ဝန်ထမ်းတွေကတည်တဲ့အတိုင်းပဲကျွန်တော်တို့ဝန်ထမ်းကြိုဖို့ကိစ္စတွေကျွန်တော် ferry စင်စီရတဲ့ကိစ္စတွေအများကြီးပဲပေါ့နော်ကားတွေဆိုလည်းအများကြီးပဲဆိုတော့ဒါတွေအတွက်ကျွန်တော်တို့ admin ဌာနရှိတယ်နောက်ခု admin ကဘာတွေ support ပေးသေးလဲဆိုတော့ကျွန်တော် maid service ပေါ့နော်တန်ရှင်းရေးလုပ်တဲ့ဝန်ထမ်းတွေရှိတယ် warehouse ထဲမှာဟုတ်လားနောက်တစ်ခုကျွန်တော်တို့က warehouse ကကြီးတဲ့အတွက်ကျွန်တော် canteen ရှိတယ် canteen မှာအစားအသောက်ရောင်းတဲ့သူတွေဘာညာတွေရှိတယ်ဒါတွေကိုသူကကင်တွယ်တာပေါ့ admin ကနော်ဟုတ်လား admin ဌာနရှိတယ်နောက်တစ်ခု QC ပေါ့ QC ကလည်းကျွန်တော် operation နဲ့ထည့်လို့လည်းရတယ် operation support တွေလည်းကျွန်တော်တို့ထည့်လို့ရတယ်အဓိကအဖြစ်တော့ကျွန်တော် operation နဲ့ထည့်တာပေါ့နော်ဒါနော်ဒါမှလည်းဒီမှာပြောပြပါအဲ့တော့ပစ္စည်းရဲ့ဝင်ထွက်တွေဘာညာတွေပစ္စည်းရဲ့ quality တွေစစ်ဖို့အတွက် QC ရှိတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ပစ္စည်းရဲ့တနေရာပို့အတွက် training transport ရှိတယ် transport ဌာနရှိတယ်ပေါ့ပစ္စည်းပို့ဆောင်ရေးပေါ့နော် transport ဆိုလဲကားတွေမနေဘူးပေါ့နော်ယာချီတယ်သူတို့အောင်မှာဟုတ်လားဟုတ်အဲ့တော့ဝန်ထမ်းတွေလည်းသူတို့မှလည်းရှိတာပေါ့နော်ဟုတ်နောက်တစ်ခုဌာနကတော့ဒါ warehouse ကကြီးသွားတာဖြစ်တယ်ဝန်ထမ်းထောင်ချီဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီဝန်ထမ်းတွေကိုကျွန်တော်လေ့ကျင့်သင်ကြားပေးရတာရှိတယ်အဲ့ဌာနကိုတော့ကျွန်တော် training and development လို့ခေါ်တာပေါ့နော်ဟုတ်လားကျွန်တော်တို့တက် DC ဖြစ်တဲ့အတွက် DC အတွက် DC trainer တက်ရှိတယ်ဟုတ်လားနော်ဟုတ်လားအဲ့ဒါမျိုးတွေကျွန်တော်တို့ဒါ operation support ရဲ့အောက်ထဲမှာရှိတာပေါ့နော်ဟုတ်လားQC နဲ့ transport မထည့်ရင်တော့မှ channel ဟာထည့်လို့ရတယ်ပေါ့နော်ဟုတ်operation နဲ့ကတော့ကျွန်တော်တို့ operation နဲ့မှာလုပ်တဲ့သူတွေကြီးပဲရှိတာပေါ့နော်ဟုတ်လားကျွန်တော်တို့ဒီမှာစားတောက်ပိုင်းဆိုင်ရာလက်ရှိလုပ်တာပေါ့နော်ဖြန့်ဖြူးရေးလုပ်တဲ့ဒါ warehouse မှာကျွန်တော်လုပ်နေတာပေါ့နော်ကျွန်တော်တို့မှာအဓိကအဖြစ်နဲ့ fresh food နဲ့ dry food ဆိုပြီးတော့ရှိတာပေါ့နော်အဲ့တော့မတူညီတဲ့ဟာတွေတော့ရှိပါတယ်မတူညီတဲ့ဝန်ထမ်းတွေလည်းရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်ဒီမှာတော့ကျွန်တော်တို့ကတော့ဒါလုပ်ငန်းရဲ့အသစ်အရာကျွန်တော်ကတော့ဒီဒေးမပြောရင်လည်းခြုံငုံပြီးတော့ကျွန်တော်ပြောပေးမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဘယ်လိုပဲနေပေါ့တော့ကျွန်တော်တို့ဒီလုပ်ငန်းတစ်ခုမှာစဉ်းစားမယ်ကျွန်တော် warehouse တစ်ခုမှာစဉ်းစားမယ်ဆိုရင် level ပေါ့နော်တာဝန်ယူရတဲ့ level အလုပ်လုပ်ကိုင်နေတဲ့ level ကိုကျွန်တော်တို့အရင်စဉ်းစားရမယ်ပေါ့နော်ကျွန်တော်တို့ဒီ lower ရှိမယ် middle ရှိမယ် senior management level ဆိုပြီးရှိကြသလိုပဲပေါ့နော်ဒီပုံလေးတိုင်းထဲမှာပဲပေါ့နော်ကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုနဲ့လုပ်ပိုင်ခွင့်တွေကတော့ကွဲသွားမှာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်တို့ဒီ warehouse ကြီး DC ကြီးထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်တော့အကြီးဆုံးကဘယ်သူရှိလဲဆိုရင် director level ပေါ့နော် director ရှိမယ်ဟုတ်လားမြန်မာပြည်မှာဆိုရင်တော့ကျွန်တော်တို့က C level လို့ခေါ်တာပေါ့နော်ဟုတ်လား chief officer ပေါ့နော်ဒီ level မှာဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင် chief operating officer ကအကြီးဆုံးဖြစ်တတ်တယ်ဟုတ်လားနော်ရှိပါတယ်ကျွန်တော်တို့တချို့ warehouse ကြီးတွေ distribution ကြီးတွေမှာရှိတတ်ပါတယ်နော်CEO ကအကြီးဆုံးဖြစ်လိမ့်မယ် CEO တို့ဘာလို့ရုံးချုပ်မှာရှိတာပေါ့နော် CEO တို့ဘာလို့ရှိတတ်တယ်ပေါ့နော်ဟုတ်လားနော်ကျွန်တော်တို့ဒီမှာတော့ director ကအကြီးဆုံးပါဟုတ်လား director ရိုး director ပဲရှိပါတယ် senior director တွေတော့မရှိပါဘူးဟုတ်လားနော်နောက်တစ်ခုရှိရင်တော့ကျွန်တော်တို့အဲ့ဒီသူ့ရဲ့အောက်မှာဘာရှိလဲဆို management level လို့ခေါ်တယ် management level မှာတော့ကျွန်တော်တို့
အကုန်လုံးတော့ပေါင်းပြီးတော့ခေါ်တာပေါ့နော်ဒီမှာဆိုကျွန်တော်တို့ senior manager ရှိမယ်ဟုတ်လားအဲ့တော့ senior manager လည်းကျွန်တော် fresh food နဲ့ dry food ဆိုတော့ fresh food မှာလည်းရှိရ dry food မှာလည်းရှိရကျွန်တော် senior manager ကို3ယောက်လောက်ရှိတာပေါ့နော်ယာတုမှန်တိုင်းပြောတော့တော်ကြီးရဲ့ထက်မှာပါတယ်နောက်လို့ရှိရင် operation manager ပေါ့ operation manager ဆိုတာကျွန်တော် warehouse manager ပါအများကြီးမှာခေါ်မယ်ဆိုရင်တော့ဒါပေမဲ့ဒီမှာကတော့warehouse ကကြီးတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့operation manager လည်းအများကြီးပဲ fresh food ဘက်မှာဆိုရင်လည်း operation manager ကျွန်တော်တို့9ယောက်လောက်ထိရှိတယ် dry food ဘက်မှာဆိုရင်လည်း operation manager 10ယောက်လောက်နေပါလောက်ရှိတာပေါ့နော်ထိုင်ရောမြန်မာရောဆိုရင်ပေါင်းမယ်ဆိုရင်ပေါ့နော်ဟုတ်လားရှိပါတယ်ဟုတ်လားမြန်မာကတော့ကျွန်တော်တယောက်ပဲရှိတာပေါ့နော် operation manager ရှိတယ်နောက် operation manager ရဲ့အောက်မှာကျွန်တော် section manager ရှိတယ်ဟုတ်လားအဲ့တော့ section manager လည်းတော်တော်များပါတယ်ဟုတ်လားအဲ့ဒီအောက်မှာကျွန်တော် supervisor ပေါ့ supervisor လည်းအများကြီးပဲပေါ့နော်ဟုတ်လားဟုတ်လားအဲ့ကြောင့်ကျွန်တော်တို့ဒီမှာကတော့မြန်မာနိုင်ငံနဲ့ကွာတာကတော့ယာဒူးတွေပါညာတွေကတော့အဲ့လောက်ကြီးခွာမဖြစ်တော့ဘူးပေါ့နော်ဟုတ်လားအဲ့အောက်မှာ supervisor အောက်မှာတော့ကျွန်တော်အလုပ်လုပ်နေတဲ့ဝန်ထမ်းကလေးတွေရှိကြတာပေါ့နော်အဲ့ဒီကလေး level တော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆို operator level ပေါ့နော်ခုနကကျွန်တော်ပြောတယ်ကျွန်တော်တို့ဒီမှာ warehouse assistant level ပေါ့နော်ဟုတ်လား operator level ရှိတယ်ဟုတ်လားနော်အဲ့ဒါကတော့ကျွန်တော် level လိုက်ကျွန်တော်ခွဲထားတာပေါ့နော်ဟုတ်လားသူတို့လုပ်ရတဲ့ function ပေါ့နော် warehouse တခုမှာကျွန်တော်လုပ်ရတဲ့ function တွေ like ကိုဝဲပြီးတော့တာဝန်ယူရတဲ့လုပ်ရတဲ့နေရာတွေကတော့အများကြီးကွဲသွားတာပေါ့နော်အဲ့ဒါလေးချက်ကြည့်တာပေါ့နော်ဟုတ်ပြီဟုတ်ကျွန်တော်ဒီမှာတော့ကျွန်တော် dry food ပဲကျွန်တော်အချမ်းမင်းပြောထားတာပေါ့နော်ဟုတ်လားဟုတ်ကျွန်တော်တခြားကြီးတော့သိမပြောတော့ဘူး fresh food ပိုင်းသိမပြောတော့ဘူးပေါ့နော်ဒီမှာ warehouse တစ်ခုမှာကျွန်တော်အရင်တော့ကျွန်တော်ရဲ့စာတင်တဲ့ဟာတွေမှာဆိုအများလေးပြောတယ်အများပြောတာကဘာလဲဆိုတော့ warehouse operation ကိုလေ့လာကြည့်ရရင်3မျိုးပဲကျွန်တော်တို့အဓိကခွဲပြီး main အနေနဲ့ခွဲနိုင်တယ်ပေါ့နော်ဘာတွေလဲဆိုတော့ကျွန်တော် inbound ပေါ့ပစ္စည်းဝင်လက်ခံတာရှိမယ်ကျွန်တော် intern တွေအထဲထဲမှာကျွန်တော်တို့ပစ္စည်းတွေသိမ်းတာခွဲထုတ်တာဟုတ်လား sorting လုပ်တာဟုတ်လားเนาะကျွန်တော် kitting ပစ္စည်းတွေ leveling ကတ်တာတွေဘာညာတွေဒါတွေအများကြီးရှိတာပေါ့ဗျာဟုတ်လားเนาะဒီ internet ဘိုင်းကျွန်တော်လုပ်တာတွေရှိမယ်ကျွန်တော်တို့ outbound ပေါ့ပစ္စည်းအထွက်အတွက်ကျွန်တော်တို့လုပ်တာရှိတယ်ပေါ့နော်အဲ့တော့ဒီ3ခုပေါ် function 3ခုပေါ်ပေါ့နော်အဓိက function 3ခုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကသူတို့ရဲ့အောက်မှာဝန်ထမ်းတွေအများကြီးကွဲသွားတာပေါ့နော်ဒီမှာတော့ကျွန်တော်အကြမ်းမြင်လေးထည့်ထားတယ်ပေါ့နော်တကယ်တော့လည်းလက်တွေ့ကြရင်တော့အဲ့ထက်များပါတယ်ဟုတ်လားနော်ဟုတ်ပြီ inbound ဆိုတော့ပစ္စည်းဝင်မှာတော့ကျွန်တော်မဝင်ငန်းအပိုင်းကိုတော့ကျွန်တော်မပြောတော့ဘူးဒါလို့မဝင်ငန်းကတွဲပြီးလောက်ကန်ရတဲ့ inbound planning လုပ်တဲ့အပိုင်းတွေတော့ကျွန်တော်မပြောတော့ဘူးဒီမှာတော့အဝင်ရောက်ပြီလို့ပဲကျွန်တော်တို့စဉ်းစားပြီးကျွန်တော်ဒီမှာထည့်ထားတာပေါ့နော်ဝန်ထမ်းတွေအဲ့ဒါတော့ကျွန်တော် data entry ပိုင်းရှိရဟလားပစ္စည်း supplier တွေကလာပြီး data entry ဒီမှာဈေးဝင်နေခြင်းဘာညာပေါ့ဗျာဟလားနောက်လို့ရှိရင်ပစ္စည်းတကယ်ဝင်ရင်ဒီပစ္စည်းကိုစစ်ဆေးတာတော့လက်ခံတာ inbound ပိုင်းပေါ့နော်အဲ့တော့ inbound checker တွေရှိမယ်နောက်လို့ရှိရင်ပစ္စည်းရဲ့ quality တွေစစ်တဲ့အတွက်ကျွန်တော်တို့ QC ပိုင်းရှိမယ်ဟလားနော် quality and control ရှိမယ်နောက်လို့ရှိရင်ကျွန်တော်ဒီတော့ inventory team တို့ဘာလို့ကတော့ကျွန်တော်တို့ကဒါအဝင်မှာလည်းရှိမယ်ဟလားအကုန်လုံးမှာတော့လောက်ရတာပေါ့နော်ဒါမဲ့လည်းဒီမှာထည့်ထားတယ်ကျွန်တော်function အဲ့ inbound မှာလို့တော့မဆိုလို့ပေါ့နော်အဲ့တော့ inventory team ရှိမယ်ဟလားပစ္စည်းရဲ့ဝင်ဘယ်လောက်ရှိတယ်ဘာစရင်းတွေချုပ်ပေးတာဘာညာပေါ့ဗျာနော်ဟလား inventory team ရှိမယ်နောက်ပြီး claim ဌာနဆိုကျွန်တော်ရှိတယ် claim team လို့ဒီမှာတော့ထည့်ထားတာပေါ့နော် claim team ကြတော့ဘယ်လိုမျိုးလဲဆိုပစ္စည်းတွေလာပို့တဲ့အခါမှာပစ္စည်းတွေပြတ်တယ်ကိုက PO ကမှာထားတာ50 49ပဲရောက်တယ်ဆိုဒီ claim ဌာနကပဲ supplier နဲ့ဆက်သွယ်ပေးမယ်ဒါမှမဟုတ်လဲကျွန်တော်ပစ္စည်းတွေကျွန်တော်ဒီ warehouse ကတွေ DC ကတွေပို့လိုက်တယ်ပေါ့နော်ဒီ supply customer တွေရောက်သွားမယ်ဒါမှမဟုတ်လည်းကျွန်တော်ဆိုင်ခွဲတီတွေရောက်သွားတဲ့ခါကြလို့ရှိရင်ပစ္စည်းတွေပြက်လာလို့ရှိရင်ဒါရော့နေတာပြက်နေတာဘာညာဆိုသူတို့ပြန်ပြီးတော့ claim လုပ်တယ်ပေါ့နော်ပြန်ပြီးတောင်းဆိုတယ်ပေါ့နော်ဒါဒီ claim ဌာနတွေဖြစ်ပြီးရော့တယ်ဆိုလည်းသူတို့ပဲဖြည့်ရှင်းပေးရပေါ့နော်အဲ့ဌာနရှိရပေါ့နော်အခုလို့ရှိရင်ကျွန်တော်ဒီမှာ warehouse မှာလို့ကတော့ WMS ပေါ့နော်ဟလာ warehouse management system software ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ support ပေးတဲ့သူတွေရှိတယ်WMS and ID support team ပေါ့နော်ဒီ WMS ရဲ့ ID support ပေးတဲ့ team တွေရှိပါတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေခုန inbound မှာကျွန်တော်လက်ခံပြီး internet ဘိုင်းမှာဘာတွေလုပ်လဲဆိုအဲ့ဒီပစ္စည်းတွေနေရာရွှေ့ရတယ်ရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ MHC driver လို့ထည့်ထားတာဒီမှာတကယ်တမ်းတော့ကျွန်တော်တို့မောင်းတဲ့ဟာတွေပေါ့နော်ရင်မောင်းတွေပေါ့နော်ရင်တွေဆိုတာလည်းမျိုးရှိတာပေါ့သိရမလားဟုတ်မလားကျွန်တော် reach truck တွေရှိတယ်ဒီမှာကျွန်တော် forklift တွေရှိတယ် power pallet truck တွေရှိတယ်စားသားပေါ့ဗျာကျွန်တော်တို့ဒီမှာလည်းအဲ့တော့ရင်မောင်းတွေကလည်းမတူဘူးပေါ့ဗျာနော်ဒါပြောကျွန်တော်ခြုံငုံပြီးပြောလိုက်ရင်တော့ MHC driver တွေရှိပေါ့နော်နောက်လို့ရှိရင် order picker ဆိုတာကတော့ဒါကျွန်တော်တို့ခုနက operator တွေပါပဲဝန်ထမ်းတွေတာမန်ဝန်ထမ်းတွေပဲပစ္စည်းတွေကောက်တယ်ဒါပစ္စည်းတွေထုတ်ပေးဖို့အတွက်လုပ်တယ် sorting တွေလုပ်တယ်နော် leveling တွေကတ်တယ်ဒါမျိုးတွေလုပ်တဲ့ဟာဝန်ထမ်းတွေပေါ့နော် internet မှာဒါတွေရှိတယ်နောက်လို့ရှိရင်ကျွန်တော် outbound ဘိုင်းပေါ့ outbound ဘိုင်းကကျွန်တော်ပစ္စည်းတွေကိုကျွန်တော်တို့လိုအပ်တဲ့နေရာတွေကျွန်တော်တို့ပို့ရတော့မှာပေါ့ကားတွေပေါ်တင်ရတာတွေပါရှိရပေါ့နော်
ဟုတ်လားခုနကလိုအပ်တဲ့နေရာတွေသွားထုတ်လာတယ်ပစ်ကာတွေကထုတ်လာတယ်ဒါတွေကိုစုပြီးတော့ကျွန်တော်တို့ဒီ rapid တွေပတ်မယ်ဘာညာကားပေါ်တင်တဲ့အလုပ်ပေါ့နော်စစ်ဆေးပြီးတော့သူ့ရဲ့ site ဝဲလိုက်ပို့ရမယ့်ဟာတွေလိုက် order လိုက်ကျွန်တော်တို့ရွေးထုတ်ပြီးတော့ကျွန်တော်တို့ကားပေါ်တင်ပေးတဲ့အဖွဲ့တွေရှိတယ် loading team ရှိမယ်နောက် dispatch ပေါ့နော် dispatch ဆိုတာဒါ loading နဲ့ဒါဆက်ဆက်နေရပေါ့နော် dispatch ဆိုတာက loading ရောကျွန်တော် transport ကားပေါ်ရောက်တဲ့အထိကိုကျွန်တော်တာဝန်ပြီးလုပ်ပြရတယ် dispatch team ရှိမယ် dispatch team ရှိမယ်အဲ့ပစ္စည်းတွေကိုကျွန်တော်တို့ DC တွေကျွန်တော်တို့ဒီဘာခေါ်မလဲဆိုင်နေစီလာပို့တဲ့ transporting ရှိမှာပေါ့နော်ဟုတ်လားမြန်မာပြည်မှာတော့ transporting လို့သိမခေါ်ဘူး logistic team လို့ခေါ်ကြတယ်ပေါ့နော်အဲ့လိုposition တွေကတော့အများကြီးရှိတာပေါ့နော်ဒါကကျွန်တော်ခြုံငုံမိအောင်ကျွန်တော်အသေးစိတ်လေးပြောပြတာပေါ့နော်အချိန်လေးပေါ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်